Good morning, good morning. အဲ့တော့မိုးလင်းပြီဆိုလို့ရှိရင်စားမယ်ပေါ့နော်။ကျွန်မ breakfast စားပါမယ်။ဆိုတော့ကျွန်မဘာစားမလဲဆိုတာကျွန်မ sharing လုပ်ပေးပါမယ်။ဘာဖြစ်ဆိုကျွန်မဒီဟာလေးမခေါ်တဲ့ပေါ့နော်ဘယ်လိုခေါ်လေးတော့မသိဘူးမြန်မာလိုပေါ့နော်။ဆိုတော့ကျွန်မ breakfast အနေနဲ့ဘာစားမလဲဆိုတာကျွန်မပြပေးမယ်နော်။ကဲကျွန်မဒီဟာလေးစားမှာပါ။ကျွန်မဒီဟာဆိုလို့ရှိရင်မြန်မာလိုတော့မခေါ်တဲ့ဘူးပေါ့နော်။ဒါပေမဲ့သူ့မှာအတိအချောက်တို့အပွင့်အချောက်တို့ပါတယ်ပေါ့နော်။တရုတ်လူမျိုးတွေဆိုလို့ရှိရင်အရင်ကြိုက်ကြပါတယ်ပြီးလို့ရှိရင်ဒီအစားဆိုလို့ရှိရင်တရုတ်လူမျိုးတွေအစားအဓိကဖြစ်တယ်ပေါ့နော်တူမှကြတော့သူကကြတော့ဒီအသားရည်အတွက်ကောင်းတယ်လို့တော့ပြောကြတယ်ပေါ့နော်အထူးသဖြင့်ဒီ moisturizer တက်ကိုဖြစ်ပြီးတယ်လို့တော့ပြောတယ်ပေါ့နော်အဲ့တော့ကောင်းတာမကောင်းတာအသားရည်အတွက်ကောင်းတာမကောင်းတာကျွန်မမသိပါဘူးဒါပေမဲ့ကျွန်မအရင်ကြိုက်ပါတယ်အဲ့ဆိုကျွန်မစားမယ်နော်ကျွန်မစားပြမယ်နော်ကဲအခုကျွန်မစားပြပြီပေါ့နော်စားပြမယ်နော်အရင်ကြိုက်ပါတယ်so yummy အရင်ကောင်းတယ်